အခုခေါင်းညစ်တယ်ဆိုတာနဲ့ငြိမ်းချမ်းရေးဆိုတာဖြစ်သွားပါပြီလို့ကျွန်တော်အဖြေကိုပေးလိုက်တာတစ်ခါလေးလို့အဖြေကိုပေးပြီးတာပါဒီရဲ့ဟုတ်အဲ့ပြီးပြီနော်အဲ့ဒါပြီးတော့မလဲမပြီးဖြစ်တယ်လို့လေပါဠိတော်အခုတစ်ခေါက်ပြန်လာဟမ်ပြီးမှမပြီးတာပါဠိတော်ဖက်ရဟုတ်လားဒါမပြီးရတော့ကလည်းရှိတယ်ဟုတ်ကဲ့ဘာပေါ့လေပါဠိအဲ့ဒီကိစ္စလည်းဒါတော့ပါဠိတော်ကိစ္စတွေကလည်းကောက်လို့တော့လုံးကြအောင်ကျွန်တော်တော့ဘာမှမဆွေးနွေးလို့အဲ့တော့ဒီလိုပဲနောက်တစ်ဆင့်ဆိုတဲ့အဆင့်တွေကိုပဲပြီးတော့သိနေတာပဲဘာအဆင့်မှဘယ်လိုဆုံးဖြတ်မသွားတော့ဘူးသိနေတယ်ဟုတ်လားကိုရောလည်းကိုရောသိနေတယ်အဲ့ဒါသူကဆုံးဖြတ်လို့ရတယ်တို့ယတိပြတ်တာလုံးချရအောင်လို့ဆုံးဖြတ်လို့ဘူးအဲ့ဒီဆုံးဖြတ်တဲ့လာဖို့ကိုရတယ်သို့တော့ကျွန်တော်ဒါပြစ်မပြောဘူးအဲ့ဒီဥစ္စာပါပဲဒါကောင်းပါလေဒါလာပြီးတော့မှအခုလိုကျွန်တော်တို့နဲ့စကားထိုင်ရဲ့ကျေးဇူးပြည့်စုံပြောပြီးကျွန်တော်သိချင်တာကအေးမင်းဒီမှာဒီလိုအခြေအနေနဲ့နိုင်ငံတော်အစိုးရကတော့ဒီလိုပဲရှိပြီကျွန်တော်ကအရာကြီးချုပ်ကိုယ်တိုင်ငါတို့နဲ့သိဆုံတော့ပြောဆိုခဲ့တာဟုတ်လားအဲ့လိုပြောဆိုခဲ့တဲ့အနေအထားရှိနေပြီတို့ဘယ်လိုလုပ်ကြမလဲဘာလုပ်ကြမလဲဆိုတာကိုတိုင်ပင်လို့ရနိုင်ပါ့မလားရမယ်ရပါတယ်ဒီနေ့ရမှာပေါ့ဟမ်ရမယ်တက်တယ်လို့ပြောတာမဆောင်တော့တယ်ဟိုနိုင်ငံမှာတော့ဆိုတာလားဟိုကျွန်တော်ကိုရင်းနှီးစွာနဲ့ဖာဒီဟိုလည်းတော့ရင်းနှီးစွာနဲ့သဘောထားပြီးတော့ဖာဒီကျွန်တော်ပြောခွင့်ပြုလိုက်အဲ့ဒါနဲ့ကျွန်တော်ပြောမယ်နော်ဟိုနိုင်ငံမှာတက်ပိုင်းဆိုတာနေရာမှာဖာဒီကတက်အားလုံးဆိုပြောနိုင်တဲ့အခြေအနေမျိုးဖာဒီခံလို့ရတယ်ကျွန်တော်ကတော့တာဝန်ယူနေတယ်အဲ့ဒါမြင်ရရအောင်ဘုံဘုတ်ကြီးဆိုတော့ကိုဘက်ကလည်းဒါဟိုဖာဒီလို့ကျွန်တော်တွေးခွဲတယ်ဆိုတဲ့အမြင်မျိုးနဲ့တွေးခွဲမယ်ဆိုတဲ့အမြင်မျိုးနဲ့ပြောတာခုနကပိုင်းကြတော့ရတယ်နိုင်ငံရေးပိုင်းဆိုင်ရာမရဘူးကဲအဲ့တော့နိုင်ငံရေးပိုင်းဆိုင်ရာနဲ့မရရင်ဖာဒီပါဆက်လို့အဲ့ဒါတော့မှန်ဘာဖြစ်ခဲ့ပေါ့အဲ့တော့အဲ့လိုမျိုးဟိုပြောနိုင်ဖို့ကဟိုပါဠိလိုစီစဉ်တော့လုပ်နိုင်တယ်ပေါ့အဲ့ဒါပဲအဲ့ဒါလုပ်နိုင်တယ်ပါဠိရတော့ကြည့်သွားအဲ့တော့ဟိုဘက်ကဖွဲ့နေတာပေါ့သူမဖြတ်နိုင်ဘူးဟိုကဖွဲ့နေတာတော့ပြောတော့ပြီးတော့အခုကဆိုရင်ကြည့်ရတာတော့ရမယ်ရတဲ့ချက်မရတဲ့ညာရှိတယ်။ကြောက်ကြတော့တာတော့ကြတာဆိုတာရတော့ဘုရားကဒီလိုနားရတာဒီပဲ။ပါတယ်တာဆိုတော့ဘောလို့အဲ့ဒါတွေကတော့မရဘူး။တာတော့ရတယ်ဒီပုံစံဘုရားကြီးကနေကျူစားပြီ။ကောင်းပါလေ။ဖာကြီးတို့ကလာဆွေးနွေးရပါညာဆိုတော့နောက်ဖာကြီးတို့ရဲ့အနေထားမျိုးဒါကြည့်ရတယ်ဟုတ်။ဒီနေ့လေးတက်လာပြီ။ဒီရန်ဒီတိုင်းမှာရှိတော့ကရင်ပြည်နယ်လည်းတက်နေတယ်။ထို့သူမွန်ပြည်နယ်ထဲမှာရှိတော့အင်အားအရများမယ်ဆိုရင်ကရင်ပြည်နယ်တက်နိုင်တယ်။နော်သူကအင်အားကြီးများတော့နော်အဲ့တော့ဒီအမျိုးသားပြည်တော်ထဲမှာလည်းပဲကရင်တိုင်းသားတွေအများကြီးပဲပါ။ကရင်ပြည်နယ်ကတခုတည်းရဲ့ကျန်တဲ့တိုင်းနဲ့ပြည်နယ်မှာသူတတ်မှတ်ထားတဲ့အင်အားကျော်လို့ရှိတော့အဲ့ဒါတော့ကိုယ်ပဲဖြစ်နေရွေးလို့ရတယ်။ကြောက်ဘုံကကိုယ်တော့ဒီအဲ့ဒီပြည်နယ်အားပြောင်းလို့ဟောတော့ရတယ်ဒီတော့ရတယ်ဒီနယ်အစိုးရရဲ့အစီအစဉ်နဲ့ဒီနယ်အတွင်းမှာသုံးဆွဲဝင်စီမံခွင့်ရှိပြီ။အဲဥမာတိုက်ပွဲပြည်ဟုတ်ပြီတိုက်ပွဲဖြစ်နေချို့ဟုတ်ပါ့ဒီပါရအပြိပရံတော့တွေ့ရမှာပေါ့ဒီပါရံတော့ပထမဦးစားပေးရတော့ကျွန်တော်တို့ပဲ
စစ်တပ်ကဟုတ်လားအဲ့ဒီတော့အဲ့ကျွန်တော်တို့ပဲဆိုတာလေအဲ့ဒီအချိန်ကသူတို့ဖွဲ့စည်းထားတဲ့တန်းတော်လေဟုတ်လားအဲ့ဒီတန်းတော်ကချမှာပဲပြီးတော့မှပါတီတော့မပါလို့ရဘူးလေဒီနေရာဒီနေရာအဲ့ရောကြောက်ပေါ့ဒီမှာအဲ့ဒီဘူဆိုရပြီမှာဟုတ်လားဘူဆိုရတင်းတယ်လို့လားဒီကနေတော့တင်းတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကမဟုတ်ကြည့်ရဘူဆိုကနေတော့မှအုံလို့ပြီးလို့ရဲအဲ့ဒီလူစနေရဲလူစတာရဲပဲရဲပြေလာအရဲဘယ်မှာလဲပုံကြီးဒါကရဲဆိုတာကပါတီတို့ရဲ့အုပ်ချုပ်ရေးအာဏာအပြည့်အဝရှိရအောင်ရဲကိုဖွဲ့စည်းခြင်းမပါလိမ့်တော့အုပ်ချုပ်ရေးအာဏာအပြည့်အဝရှိတယ်ဟုတ်လားဒါမှမဟုတ်အဲ့ဒီမှာဒီမှာပါမယ်ကျွန်တော်ပါဠိကျွန်တော်ပြောပြမယ်ပါဠိကုလားကဖြတ်ပြီးလို့အဲ့တော့မျိုးသားတော်ကြီးထဲမှာပါတီကကရင်တိုင်းရင်းသားတွေထက်ကပြောရမယ်ဆိုရင်ကရင်ပြည်နယ်အတွင်းကတိုင်းရင်းသားလည်းပဲဒါတော့မဖြစ်မနေဘူးကတော့တက်နေတာရပြီလားတခြားတိုင်းနဲ့ပြည်နယ်မှာအင်အားအရာသတ်မှတ်ပေးထားတဲ့အင်အားအရာသူကဟိုရှိတယ်ဆိုရင်အဲ့ဒီအင်အားအရာမျိုးသားတော်ကိုတက်နိုင်တယ်တက်မယ်ဒီလိုလေကျွန်တော်တို့ပြည်နယ်တိုင်းနဲ့ပြည်နယ်ဆက်ပြီးဆက်ပြီးရှိဗမာပြည်နယ်ရလို့ရှိသူက ERV တိုင်းမန္တလေးတိုင်းဘူတိုင်းရန်ကုန်တိုင်းမကွေးတိုင်းစကိုင်းတိုင်းအဲ့လိုရှိအဲ့ဒီတိုင်းမှာလည်းဒီမှာလူမျိုးစုကလည်းပဲလူမျိုးစုဆုံးရှိဘာကြည့်ရလဲဒီကြောင်းမှုကအဲ့ဒီနေတော့တကယ်ရရှိဘူးအဲ့ဒီဘုရားကြီးတဲ့ပါဒီကရှင်းကြတာအဲ့လိုဒီထဲဒီလူတို့တော့လာတယ်နေတာပါလားဒါတော့ပဲဒါတော့မြို့သားတို့မြို့သားတို့ရှင်းလိုက်တော့ရှင်းပြီတော့အဲ့တော့ဗမာပြည်ထဲမှာရှိတော့ညီတိတိုင်းတဲ့ပြည်နယ်မှာရှိတဲ့ကရင်လူမျိုးမဆိုသူသတ်မှတ်ထားတဲ့အင်အားပြည့်တယ်ဆိုရင်ဝိချေခံလို့ရှိတယ်သူ့ဘယ်နဲ့ကရင်ပြည်နယ်ထဲမှာရှိတဲ့ကရင်ကတော့ကမ္ဘာဆိုရင်လူလိုပဲပါလာတယ်သူကများရပြီတော့အဲ့တော့အမျိုးသားဖြစ်တော့မှာကရင်တိုင်းမှာတို့တူပဲမွန်နဲ့အများတို့တူချင်းတရားဒီမောပါတဲ့ခိုင်ရှာပုံမှန်ပါရပြီဒီပါတော့အဲ့ဒီမျိုးသားဖြစ်တော့နောက်တော့ပြည်သူဖြစ်တော့အဲ့ဒီပြည်သူဖြစ်တော့ဆိုတာကဒါလဲဆိုတော့ပါတီကြီးဖွဲ့ရှင်းပြီနော်ပါတီတွေဖွဲ့ထားတော့အဲ့ဒီပါတီတွေကရွေးချယ်တဲ့ကိုယ်စားလှယ်ဒီချက်ခိုင်းအဲ့တော့ဒီမှာလူမျိုးစုအနေနဲ့တိုင်းရင်းသားလူမျိုးစုအနေနဲ့တစ်ဖက်ကတက်ထားလို့တစ်ဖက်ကလည်းပဲပါတီထောင်ထားသောပုဂ္ဂိုလ်များတက်နော်အဲ့ဒီတစ်ခုကနေတော့မှအချိုးကြပြည်တော်စုတွတ်တော်ဆိုတော့မှတွတ်တော်ကြီးရှိတော့ဒါတော့အကိုကြီးပဲကြီးပဲချက်ဆုံးပဲအဲ့ဒီပြည်တော်စုတွတ်တော်မှာဒီကတက်တဲ့အမျိုးသားတွတ်တော်ကလူတွေကပြည်သူတွတ်တော်ကလူတွေကသူ့အချိုးကြနေကျွန်တော်တို့စေသွားရှိတယ်အဲ့ဒီအချိုးကြနေပြည်တော်စုတွတ်တော်ကြီးကဒါအကုန်လုံးကိုအကြီးဆုံးကြီးဖြစ်ပြည်တော်စုတွတ်တော်အမြင့်ဆုံးပဲဒီတော့ကပြချာပြီနော်အားရည်ဒီနေနေတော့မှာနိုင်မှာတော့ဒါတွေဖြစ်လာမယ်။အဲ့ဒီဒါနိုင်ငံတော်အစိုးရရဲ့ဘိုးအစိုးရရဲ့မူဝါဒကလည်းခြားတာရှိတယ်။ခွင့်ပြုရပါလိမ့်။ခွင့်ပြုရဒီလိုခွင့်ပြုရလာ။ဒါမှတော့ဘိုးကနေတော့မှကြီးကြပြီးတော့မှအကုန်လုံးစီစဉ်ပေးမယ်။အကုန်လုံးကတော့ရှုပ်ပါဘူးသူတော်သူရှုပ်ပါဘူးအကြောင်းကနေဒီလိုပေါ့ဒီတော့ဗေဒီစီစဉ်ခွင့်ပြုတယ်ဗေဒီစီစဉ်ခွင့်ပြုတက်ချက်တော့ရှိမှာပေါ့ဘယ်အကြောင်းကဆိုဘိုးအစိုးရလုပ်မယ်ဘယ်အကြောင်းကဆိုဘယ်လိုဆိုတော့တက်တာခွင့်ပြုဘိုးမျိုးဆိုရဟိုပြပါပြောတာကျွန်တော်တို့ဒီပြည်နယ်တိုးတက်တဲ့ပြည်နယ်တရားနာပြောရဆိုတော့အများကြီးရတယ်ဟိုမှာဘယ်တရားပြည်နယ်ဆိုတာညပြအဲ့ဒါကဘိုးဆိုရတယ်သူကစီစဉ်မယ်လေခါ
အကုန်လုံးစီစဉ်ဒါတော့မျှပါမှာအကုန်လုံးလွတ်ပြလိုက်လို့ရှိရင်လည်းပြည်နယ်နဲ့တိုင်းရမမျှဘူးဖြစ်တော့ဟုတ်လားနောက်ဆိုဒီအနေနဲ့ဘာမှမ